ဘရင်နောင်ဘာကြောင့်ဖောင်ဖြတ်ခဲ့တာလဲနောက်ဆုတ်ဖို့လမ်းရှိနေတဲ့၍စစ်သားတွေဟာအကြောက်တရားရှိနေမယ်ဒါကြောင့်ကြော်ထင်တော်ရထားဟာဖောင်တွေကိုဖြတ်ပြီးအနိုင်ရမှအသက်ရှင်မယ်ဆိုတဲ့စိတ်နဲ့တိုက်ခိုက်စေခဲ့တာဖြစ်တယ်နောက်ဆုတ်မယ်ဆိုရင်တေးမယ်ရှိတိုးပြီးတိုက်မှအသက်ရှင်မယ်ဒီဆုံးဖြတ်ချက်နဲ့ပဲနောင်ရိုးတိုက်ပွဲလို့ခေါ်တဲ့မြမသမိုင်းတွေကအကြိုကြားဆုံးစစ်ပွဲကြီးတစ်ခုစတင်ခဲ့ပါတယ်1944ခုနှစ်နောင်ရိုးမြစ်အနားမှာတောင်ငူစစ်တပ်နဲ့ဟန်သာဝတီစစ်တပ်ရင်ဆိုင်နေကြတယ်အဲ့ဒီအချိန်မှာတောင်ငူဘက်ကိုဦးဆောင်နေသူကနောက်ပိုင်းမှာမြမသမိုင်းကိုပြောင်းလဲသွားစေမဲ့လူတစ်ယောက်ဘရင်နောင်အဲ့ဒီအချိန်တုန်းကတော့ကြော်ထင်တော်ရထားလို့လူသိများနေသေးတယ်ဟန်သာဝတီစစ်တပ်ကအင်အားများတယ်လက်နက်ကောင်းတယ်တောင်ငူစစ်သားတွေတောင်ကြောက်ရွံ့စိတ်ဝင်လာကြတယ်ဘာလို့လဲဆိုတော့နောက်မှာနောင်ရိုးမြစ်ရှိနေပြီဖောင်နီနဲ့နောက်ဆုတ်လို့ရနေသေးတယ်ဒါပေမဲ့ကြော်ထင်တော်ရထားဟာဘသူမှမထင်ထားတဲ့အမိန့်တစ်ခုပေးလိုက်တယ်ဖောင်နီအကုန်ဖြတ်ပြစ်လိုက်စစ်သားတွေတိတ်ဆိတ်သွားတယ်ဖောင်ဖြတ်လိုက်တာနဲ့နောက်ပြန်ဆုတ်ဖို့လမ်းမရှိတော့အနိုင်ရရင်အသက်ရှင်မယ်ရှုံးရင်ဒီနေရာမှာပဲသိရမယ်ဒီစိတ်ဓာတ်နဲ့တောင်ငူစစ်သားတွေဟာအသက်ပေးတိုက်ခိုက်ခဲ့ကြတယ်နောက်ဆုံးမှာတော့အင်အားကြီးတဲ့ဟန်သာဝတီစစ်တပ်ပြိုကွဲသွားပြီးနောင်ရိုးတိုက်ပွဲကိုတောင်ငူဘက်ကအနိုင်ရခဲ့ဒီတိုက်ပွဲဟာဘရင်နောင်ရဲ့ရေစွမ်းတက်တည်နဲ့စစ်ပြူဟာအကြီးချင်းကိုသမိုင်းမှာထင်ရှားစေခဲ့တဲ့တိုက်ပွဲဖြစ်လာစေခဲ့ပါတယ်နောင်ရိုးတိုက်ပွဲပြီးနောက်ကြော်ထင်တော်ရထားဟာတဖြည်းဖြည်းအင်အားကြီးလာပြီးနောက်ပိုင်းမှာဘရင်နောင်အဖြစ်သမိုင်းထဲဝင်လာခဲ့တယ်။ဒါပေမဲ့ဒီအောင်ပွဲကသူ့ရဲ့အစပဲရှိပါသေးတယ်။နောင်ရိုးတိုက်ပွဲပြီးတဲ့နောက်ဘရင်နောင်ဟာသမိုင်းကိုပြောင်းလဲမဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်။သူ့ရဲ့အကြီးမားဆုံးစစ်ချီတက်မှုတွေကအခုမှစတင်တော့မှာပါ။သမိုင်းမှာယနေ့ထိပြောနေကြစေသူ့ရဲ့နာမည်ကျော်တိုက်ပွဲတွေကရှိမှကြံ့နေပါသေးတယ်။တင်သိထားတဲ့ဘရင်နောင်ရဲ့စစ်ရေးသမိုင်းတွေရှိရင်ကိုမှန်မှာမျှဝေပြီးခဲ့ပါဦး။အဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်တစ်ယောက်ချင်းစီကျေးဇူးတင်ပါတယ်။ဘရင်နောင်သွေးနေမေအောင်ဝဲဘိုးဘွားတို့စင်စစ်ချီတန်းစီဒူဝမ်အိမ်ဦးအော်